ဒါသမားတယောက်ရဲ့ကံကြမ္မာအလှည့်ပြောင်းဇလန်အစမှာတော့ရက်ဆက်ကြမ်းကြုတ်လာတဲ့ Set Kill လူသက်ကိုင်းရဲ့ထိပ်သီးဒါသမားရန်ကိုစတင်မိတ်ဆက်ပေးထားပါတယ်။သူဟာရန်သူကိုင်းချုပ်ကိုအပြည့်ရှင်းပစ်ဖို့ဆိုတဲ့တွေးအေးလာတဲ့အမိန့်တစ်ခုနဲ့ရန်သူခံတက်စီရောက်ရှိလာခဲ့တာပါ။ခန်းတက်တွင်းကိုကျူးကျော်ဝင်ရောက်ပြီးနောက်ရန်ဟာသူ့ကိုဝိုင်းအောင်ပိတ်ဆို့ထားတဲ့ရန်သူလက်ပါစီတွေကိုဘာမှမဟုတ်တယ်လို့မျိုးအပိုင်းပိုင်းအဆအခုတ်တင်နေရင်ကိုင်းချုပ်စီကိုတချိန်ထိုးတက်လန်းသွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ရန်သူကိုင်းချုပ်ကိုပါအံ့ဩစရာကောင်းလောက်အောင်လွယ်လွယ်ကူကူပဲအသက်အိုးအိမ်ဖျက်ဆီးပစ်လိုက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့တိုက်ပွဲအပြီးတွေးဆွနေတဲ့မြေပြင်ပေါ်မှာရန်တစ်ခါမှမမျှော်လင့်ထားတဲ့အရာတစ်ခုကိုသတိပြုမိသွားပါတယ်။အဲ့ဒါကတော့တေဆုံးသွားတဲ့ကိုင်းချုပ်ရဲ့တမိငယ်လေးဖြစ်တဲ့ရင်ခွင်ပိုက်ကလေးမင်းကလေးတစ်ယောက်ပါပဲ။အစပိုင်းမှာတော့သူဟာလုပ်ငန်းစဉ်အပြီးတက်တဲ့အနေနဲ့ကလေးကိုပါတက်ပစ်ဖို့ပြင်ဆင်ခဲ့ပေမဲ့ဖြူစင်လုံးနဲ့ကလေးငယ်ရဲ့အပြုံးကိုမြင်လိုက်ရတဲ့ခဏမှာပဲသူ့ရင်ထဲကအမိန့်နာခံတတ်တဲ့တွေးအေးစိတ်တွေအကြီးပြောသွားခဲ့ပါတယ်။ကလေးကိုတတ်မဲ့အစားရင်ခွင်ထဲပွေ့ပိုက်ပြီးတွေးဆုံနေတဲ့စစ်တလင်းကနေသူ့ကြောခိုင်းထွက်ခွာလာခဲ့ပါတော့တယ်။စစ်တလင်းကနေထွက်လာပြီးတိတ်မကြခင်မှာပဲရန်ရဲ့ Set Kill ဂိုင်းကဓာတ်သမားတွေဟာကလေးကိုအမြင့်ပြတ်တက်ဖို့အတွက်ရန်နောက်ကိုထက်ချက်မကွာလိုက်လံပိတ်ဆို့ကြပါတော့တယ်။ကလေးငယ်ရဲ့အသက်ကိုကာကွယ်ဖို့အတွက်ရန်ဟာသူတခါမှမတွေးဝန်းခဲ့တဲ့အရာကိုလှုပ်ဆောင်ဖို့ဖြစ်လာခဲ့ပါတယ်။အဲ့ဒါကတော့မိမိရဲ့ဂိုင်းသားချင်းချင်းအပေါ်ဓာတ်ဥလှည့်လိုက်ရခြင်းပါပဲ။သူဟာဂိုင်းသားတွေကိုတယောက်ပြီးတယောက်နှိမ်နှင်းရင်းကလေးငယ်ကိုပွေ့ပိုက်ကအမေရိကတိုက်စီကိုထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။သူသွားမဲ့ဥတီချက်ကတော့သူ့ရဲ့မိတ်ဆွေဟောင်း Smiley နေထိုင်ခဲ့မှုတဲ့တောကန်နာရတွေကလုတ် Wolf ဆိုတဲ့မြို့ငယ်လေးစီကိုဖြစ်ပါတယ်။မြို့ကလေးစီကဘဝတစ်နှစ်အတိတ်သမိုင်းရက်အနေငယ်ပြင်းထန်ခီးနေပြီးနောက်ရန်ဟာအဲ့ဒီမြို့ကလေးကိုရောက်ရှိလာခဲ့ပါတယ်။သူအရင်ဆုံးဆုံတွေ့ခဲ့ရတဲ့သူကတော့အရက်သမားယွန်ဟွမ်ပါ။ရန်ကယွန်ကို Smiley ရဲ့တပ်ပုံပြပြီးဘယ်မှာရှာရမလဲမေးမြန်းတဲ့အခါရွန်ကစိတ်မကောင်းစရာသတင်းစကားကိုပဲပြန်ပြောပြခဲ့ပါတယ်။ Smiley ဟာလွန်ခဲ့တဲ့နှစ်အနေငယ်ကလေးကကွယ်လွန်သွားခဲ့ပြီဖြစ်ပြီးမကွယ်လွန်ခင်ကမြို့ထဲမှာအဝတ်လျှော်ဆိုင်လေးတစ်ဆိုင်ဖွင့်လှစ်ခဲ့ကြောင်းသိလိုက်ရပါတယ်။အဲ့ဒီနောက်ရန်ဟာအဝတ်လျှော်ဆိုင်လေးစီကိုတိတ်တဆိတ်ထွက်လာခဲ့ပါတော့တယ်။အဝတ်လျှော်ဆိုင်ထဲမှာတော့လက်ရှိဆိုင်ကိုဦးစီးလုပ်ကိုင်နေတဲ့လင်းဝိုင်းဆိုတဲ့အမျိုးသမီးနဲ့ဆုံတွေ့ပါတယ်။ Smiley နဲ့ဘယ်လိုသိတာလဲလို့လင်းကမေးတဲ့အခါရန်ကသူတို့ဟာငယ်တငယ်ချင်းတွေဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။အဲ့ဒီနောက်လင်းကရန်ရင်ခွင်ထဲကကလေးမလေးကိုမြင်ပြီးရန်ရဲ့သမီးလေးလို့ထင်မှတ်သွားပေမဲ့ရန်ကတော့ကလေးလေးဟာမိဘမဲ့ဖြစ်သွားပြီလို့ပဲအေးအေးဆေးဆေးပြန်ပြောပြခဲ့ပါတယ်။လင်းဟာကလေးမလေးကို April လို့အမည်ပေးလိုက်ပြီးအဝတ်လျှော်ဆိုင်မှာဝိုင်းကူလုပ်ပေးမယ်ဆိုရင်ရန်ကိုဆိုင်မှာပဲတဲခိုနေထိုင်ဖို့ခွင့်ပြုခဲ့ပါတယ်။နောက်ရက်မှာတော့ရန်ဟာဆိုင်ထဲမှာငြိမ်ငြိမ်လေးထိုင်နေတော့မြို့ခံမင်းကလေးချို့အဝတ်လာအရင်သူ့ကိုလာရောက်နောက်ပြောင်ကြည့်စေကြပါတယ်။ဒါကိုမြင်တဲ့ယုံကကြားကဝင်ပြီးမင်းကလေးတွေကိုမောင်းထုတ်ပေးခဲ့တယ်လို့ရန်ကိုလည်းအပြင်မှာအစားတောက်လိုက်ကြွေးခဲ့ပါတယ်။အပြင်ထွက်တဲ့လန်ကီမှာရန်ဟာလင်းတယောက်ထဲတနက်ပြစ်လေးကျင့်နေတာကိုလှမ်းမြင်လိုက်ရပါတယ်။သူမဟာအင်မတန်ကြိုးစားပန်းစားလေးကျင့်နေပေမဲ့တိမှတ်ကိုတော့တစ်ချက်မှမထိပါဘူး။တရွေ့ရွေ့ကုံဆုံးသွားတဲ့အချိန်တွေနဲ့အတူရန်ဟာဒီငင်းကျန်းတဲ့မြို့ကလေးရဲ့လူနေမှုဘဝထဲမှာဖြည်းဖြည်းချင်းအသားကျလာခဲ့ပါတယ်။အဝတ်လျှော်ဆိုင်မှာဝိုင်းကူလုပ်ပေးတဲ့မြို့ခံတွေနဲ့ရောရောနှောနှောနေထိုင်နေပြီးတော့အပူပိုင်းကနာရမြေရိုင်းကြီးရဲ့အလဲမှာပန်းကြံလေးတစ်ခုကိုတောင်စိုက်ပျိုးဖို့ကြိုးစားလာခဲ့ပါတယ်။တဆဆနဲ့မြို့ခံအားလုံးကပါဝိုင်းဝန်းကူညီပေးကြရာကနေနောက်ဆုံးမှာတော့မြေရိုင်းကြီးဟာပန်းရောင်စုံတွေနဲ့ဝေစာပွင့်လန်းသွားခဲ့ပါတော့တယ်။ဒီအခန်းကဇလန်ရဲ့အနက်ဒိတ်တွေကိုစကလုံးတွေနဲ့မပြောဘဲပုံရိပ်တွေနဲ့တင်အများကြီးဖော်ညွှန်းသွားတဲ့အခန်းမှာပဲတနေ့မှာတော့ရန်နဲ့ရွန်တို့ဖဲကစားနေတော့လင်းကကလေးငယ်တယောက်ရဲ့ကူပေးမှန်ပေါ်မှာပန်းခွေချနေတာကိုရန်တွေ့သွားပါတယ်။စိတ်ဝင်စားသွားတဲ့ရန်ကယွန်ကိုအကျိုးအကြောင်းမေးမြန်းတဲ့အခါမှာတော့လင်းရဲ့နာကျင်စရာအတိတ်သမိုင်းကိုသိခွင့်ရလိုက်ပါတော့တယ်။ယွန်ပြောပြချက်အရလင်းအသက်16နှစ်သမီးရွယ်တုန်းကရက်ဆက်ကြမ်းကြုတ်တဲ့တပြပူကားနဲ့ခလောင်းလုံးနဲ့သူ့ရဲ့နောက်လိုက်တွေဟာမြို့ထဲကိုစီးနှင်းဝင်ရောက်ပြီးလူရက်ဖျက်ဆီးခဲ့ကြပါတယ်။ကားနယ်မှာယွန်ရှာပွဲအကျင့်တစ်ခုရှိပြီးအဲ့ဒါကတော့မြို့ထဲကအမျိုးသမီးတွေကိုတန်းစီရခိုင်းကသူတို့ရဲ့သွားတွေကိုစစ်ဆေးပြီးသဘောကျတဲ့သူကိုစိတ်ကြရွေးချယ်တတ်တာပဲဖြစ်ပါတယ်။အဲ့ဒီနေ့ကကားနယ်ဟာလင်းကိုရွေးချယ်ခဲ့ပါတယ်။အလားတူပဲကားနယ်ရဲ့လူတွေကလင်းရဲ့မိဘတွေနဲ့မောင်လေးကိုပါဖမ်းဆီးထားခဲ့ကြပါတယ်။ကားနယ်ရှိရာစီလင်းကိုအတင်းဆွဲခေါ်သွားတဲ့အချိန်မှာတော့လင်းဟာအနီးနားမှာရှိတဲ့စူပွက်နေတဲ့ဟင်းချက်စီပူအိုးကိုကားနယ်ရဲ့မျက်နှာတက်တက်စီလှမ်းပတ်ပြီးထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်။ဒေါသဥပောက်ကွဲသွားတဲ့ကားနယ်ကတနက်ထုတ်ပြီးထွက်ပြေးနေတဲ့လင်းကိုတစ်ခတ်လိုက်တာကြောင့်လင်းလဲကျသွားခဲ့ပါတယ်။သမီးဖြစ်သူကိုကာကွယ်ဖို့ပြေးလာတဲ့ဖခင်ဖြစ်သူကိုလည်းကားနယ်ကအညာရာမဲ့ပြစ်တက်ခဲ့တယ်လို့လင်းရဲ့မိခင်နဲ့မောင်လေးကိုပါလင်းရဲ့မျက်စိရှိမှောက်မှာတင်ရဲရဲဆက်ဆက်တက်ဖြစ်ခဲ့ကြပါတယ်။နောက်ပိုင်းအလောင်းတွေကိုတကြိုဖို့သွားတဲ့အခါမှာလင်းအသက်ရှူနေသေးတာကိုတွေ့လို့မြို့ခံတွေကအိမ်ခေါ်လာပြီးပြုစုစောင့်ရှောက်ခဲ့ရကနေဖြည်းဖြည်းချင်းပြန်လည်တက်တာလာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီနေ့ကစပြီးလင်းဟာသူမရဲ့မိသားစုနဲ့ကားနယ်ကြောင့်ဘဝပြတ်ခဲ့ရတဲ့မိန်းကလေးတွေအားလုံးအတွက်ကားနယ်ကိုကိုယ်တိုင်လက်နဲ့တက်ပြီးကလဲစားချီမယ်လို့တစ္ဆာတိတ်ထန်ပြုထားခဲ့တာဖြစ်ပါတယ်။ဒါမျက်နှာစာနဲ့ကလဲစားချီပွဲနောက်ပိုင်းမှာရန်ဟာလင်းတနက်ပြစ်ထက်မှန်လေ့ကျင့်နေတာကိုစောင့်ကြည့်နေခဲ့ပါတယ်။သူမဘလောက်ပဲစူးစမ်းပါစေပြစ်မှတ်ကိုလွဲနေတော့မှာပဲ။သူမကတော့ဘယ်တော့မှလက်ဖြောင့်တနက်သမားဖြစ်လာမှာမဟုတ်ဘူးလို့ညှိတွားရှာပေမဲ့ရန်ကတော့သူ့ရဲ့ထူးခြားဆန်းပြတဲ့နီလန်နဲ့တင် जा ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။သူကလင်းရဲ့မျက်လုံးတွေကိုအဝတ်နဲ့စီးလိုက်ပြီးပြစ်မှတ်ရဲ့တက်မှာသူကိုယ်တိုင်ဝင်ရက်လိုက်ပါတယ်။လင်းကထိတ်လန့်သွားပေမဲ့ရန်ကတော့မျက်လုံးအမြင်အာရုံတစ်ခုတည်းပေါ်မမီကိုဖို့ပြစ်မှတ်ရဲ့တင်းငယ်တဲ့လှုပ်ရှားမှုအတန်တွေကိုတိတိကျကျနားထောင်ပြီးမိမိရဲ့ပင်ကိုယ်ပြီးစားစိတ်တိုင်းတိုက်ခိုက်ဖို့တည်တည်ငြိမ်ငြိမ်ပဲလမ်းညွှန်ခဲ့ပါတယ်။လင်းကစိတ်ကိုတည်ငြိမ်ပြီးအာရုံစိုက်လိုက်တဲ့အခါမှာတော့သူမပစ်လိုက်တဲ့တနက်ကြီးစံတိုင်းဟာပြစ်မှတ်တဲ့ကိုကွင်းကွက်မရှိထိမှန်သွားပါတော့တယ်။ဝမ်းသာအားရဖြစ်သွားတဲ့လင်းကရန်စီပြေးလာပြီးကျေးဇူးတင်စကားဆိုခဲ့ပါတယ်။အဲ့ဒီညမှာပဲလင်းကအရေးကြီးတဲ့အမှန်တရားတစ်ခုကိုဝန်ခံခဲ့ပါတယ်။ Smiley ဟာလွန်ခဲ့တဲ့အချိန်ကတည်းကရန်အကြောင်းကိုသူမကိုပြောပြခဲ့ပူပါတယ်။ရန်ဟာကြောက်မက်ဖွယ်ကောင်းတဲ့ Set Kill လူသက်ကိုင်းကဖြစ်ပြီးတနေ့မှာဒီမြို့ကိုရောက်လာလိမ့်မယ်လို့ပြောခဲ့တာပါ။လင်းကရန်ကိုဘာဖြစ်လို့ဒီလိုကြောက်စရာကောင်းတဲ့ဂိုင်းနဲ့ဝင်ခဲ့ရတာလဲလို့မေးတဲ့အခါရန်ကသူ့ရဲ့ငယ်ဘဝအတိတ်ကိုတိတ်တဆိတ်ဖွင့်ဟခဲ့ပါတယ်။သူငယ်ကဖခင်ဖြစ်သူနဲ့အတူလေကွင်းထဲမှာအလုံးလုံးနေတော့နေလက်ဓာတ်သမားတယောက်ရောက်လာပြီးသူသားရဲ့ထက်မြက်မှုကိုစမ်းသပ်ဖို့တသက်နဲ့ရန်ရဲ့ဖခင်ကိုမျက်စိရှိမှတင်အကြောင်းမဲ့တက်ဖြစ်ခဲ့ပါတယ်။အဲ့ဒီနေ့ကစပြီးရန်ဟာကဘာပေါ်မှာအင်အားအကောင်းဆုံးဓာတ်သမားဖြစ်လာစေရမယ်လို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ပြောပြီးနောက်ရန်ကသူ့ရဲ့ဓာတ်ကိုလင်းကိုပြသခဲ့ပါတယ်။ဒါပေမဲ့ထူးဆန်းတာကဓာတ်သွားတစ်ခုလုံးဟာဓာတ်အိမ်ထဲမှာအသေးပိတ်ပြီးချိတ်ပိတ်ထားတာပါပဲ။အဲ့ဒီနောက်သူက April နဲ့ပတ်သက်တဲ့အမှန်တရားကိုပါပြောပြခဲ့ပါတယ်။သူမဟာသူကိုယ်တိုင်တက်ခဲ့တဲ့ရန်သူကိုင်းချုပ်ရဲ့သမီးလေးဖြစ်ကြောင်းနဲ့အကယ်၍သူသာဒီဓာတ်ကိုဓာတ်အိမ်ထဲကနေထပ်မံထုတ်ယူလိုက်မယ်ဆိုရင်သူတက်ခဲ့သမျှလူတွေရဲ့ဝိညာဉ်တွေဟာဓာတ်ထဲကနေငိုကြွေးအော်ဟစ်ကြမှာဖြစ်ပြီး Set Kill ဂိုင်းကလည်းသူဘယ်မှာရှိနေလဲဆိုတာကိုချက်ချင်းသိရှိသွားမှာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ရက်အနှဲငယ်ကြာအောင်ရန်ကလင်းကိုဆက်လက်လေ့ကျင့်ပေးခဲ့ပြီးနောက်ဆုံးမှာတော့ Christmas ပွဲတော်ရက်မြက်ကိုရောက်ရှိလာခဲ့ပါတယ်။မြို့ခံအားလုံးပျော်ပျော်ရွှင်ရွှင်ဆင်နွှဲနေကြစင်မှာပဲဓာပြဘူကာနယ်နဲ့သူ့ဖွဲ့ဟာရုတ်တရက်ရောက်ရှိလာပြီးမြို့ကိုဒုက္ခပေးပါတော့တယ်
ကာနယ်ရဲ့လူတွေဟာလူပြက်တယောက်ရဲ့ခေါင်းပုံမှာပစ္စည်းတွေတင်ပြီးတနက်နဲ့ပြောစရာတစ်ဖွဲလှမ်းပစ်ခတ်ရင်အဆက်ခွဲကြပါတယ်။အဲ့ဒီနောက်ကာနယ်ကအဲ့ဒီလူပြက်ရဲ့ခေါင်းပုံမှာအရက်ခွက်တင်ပြီးဖြစ်ဖို့ပြင်ဆင်နေတော့အရက်မူးနေတဲ့ရုံကကြားထဲကနေရုတ်တရက်ဝင်လာပြီးအဲ့ဒီအရက်ကိုလူတောက်ကကာနယ်ကိုလူပုံအလဲမှာပြောင်းအောင်ပြလိုက်ပါတယ်။ဒေါသထွက်သွားတဲ့ကာနယ်ကရုံကိုမြင်းနောက်မှာကျိုးနဲ့ချီပြီးမျိုးပတ်ဆွဲဖို့အမိန့်ပေးခဲ့ပါတယ်။ကာနယ်ဟာအရင်တိုင်းပဲအမျိုးသမီးတွေကိုတန်းစီရက်ခိုင်းပြီးသွားတွေကိုတယောက်ပြီးတယောက်ထိုင်စစ်ဆေးပြန်ပါတယ်။အဲ့ဒီထဲကအိမ်အောင်ရှင်မျိုးသမီးတယောက်ရဲ့သွားကိုသဘောကျသွားပြီးဝင်ထားတဲ့သူမရဲ့ခင်မှုဖြစ်သူကိုလူအများရှိမှတင်ညှာတာမှုမရှိပြစ်တက်လိုက်ပါတယ်။ပြီးနောက်ကာနယ်ကအဲ့ဒီဇနီးမောင်နှံရဲ့တမီးငယ်လေးတွေကိုပါတန်ရှင်းရေးလုပ်ပြီးသူ့အခန်းထဲခေါ်လာဖို့အမိန့်ပေးခဲ့ပါတယ်။ဒါပေမဲ့ခဏအကြာမှာတော့ကာနယ်ရဲ့အခန်းထဲကိုမျှော်လင့်မထားတဲ့သူတယောက်ဝင်ရောက်လာခဲ့ပါတယ်။အဲ့ဒါကတော့ဝတ်ကောင်းစားလာတွေဝတ်ဆင်ပြီးဓားမြောင်တစ်ချောင်းကိုတိတ်တဆိတ်ဝက်ယူလာတဲ့လင်းပဲဖြစ်ပါတယ်။သူမဟာနှစ်ပေါင်းများစွာရင်ဆိုင်ခဲ့ရတဲ့နာကျင်မှုတွေအတွက်ကလက်စားချေဖို့ကာနယ်အနားကိုဖြည်းဖြည်းချင်းတူးကပ်သွားခဲ့ပေမဲ့ကာနယ်ကတော့တနက်နဲ့သူမကိုအစင်သင့်ချိန်ရွယ်ထားပြီးသားဖြစ်နေပါတယ်။ကာနယ်ကသူမရဲ့ကိုတင်းရနှံ့ကိုရယုံနဲ့တင်လွန်ခဲ့တဲ့16နှစ်ကကောင်မလေးဆိုတာချက်ချင်းမှတ်မိကြောင်းပြောလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲရွန်ဟာရန်စီအပြေးလွှားသွားရောက်ပြီးလင်းတယောက်ထဲကာနယ်စီထွက်သွားတဲ့အကြောင်းသတင်းပေးခဲ့ပါတယ်။အခုချိန်မှာတော့ရန်အတွက်ရွေးချယ်စရာမရှိတော့ပါဘူး။လင်းရဲ့အသက်ကိုကာကွယ်ဖို့အတွက်သူဘယ်တော့မှမထုတ်တော့ဘူးလို့တစ္ဆာဆိုထားတဲ့ဓာတ်ကိုဓာတ်အိမ်ထဲကနေမလွဲမရှောင်သာထုတ်ယူလိုက်ရပါတော့တယ်။ဓာတ်သွားဟာဓာတ်အိမ်ကနေလွတ်မြောက်သွားတာနဲ့တပြိုင်နက်ဝေးလံလာတဲ့အရက်စီကဆက်ဖြိုးရဲ့ဂိုင်းချုပ်ကြီးဟာဓာတ်ရဲ့တုန်ခါမှုကိုချက်ချင်းခံစားသိရှိသွားပြီးရန်စီကိုစတင်ဥတီထွက်ခွာလာခဲ့ပါတော့တယ်။ကာနယ်ရဲ့စခန်းတွင်းမှာတော့လင်းဟာကာနယ်ရဲ့လက်ပါစီတွေရဲ့ဝိုင်းဝန်းပိတ်ဆို့ချုံနှောင်ခြင်းကိုခံထားရပြီးကာနယ်ကိုယ်တိုင်ကလည်းသူမကိုနှစ်ပေါင်းများစွာနှိပ်စက်ခဲ့တယ်လို့အတ္တမပြုခြင်းကိုပြင်ဆင်နေပါတယ်။ဒါပေမဲ့အခြေအနေတွေအဆိုးဆုံးမရောက်ခင်မှာပဲအခန်းတွင်းကမီးရောင်တွေရုတ်တရက်ပြောင်းလဲသွားပြီးကာနယ်ရဲ့လူတွေဟာတယောက်ပြီးတယောက်ကျမ်းပြင်ပေါ်လဲကျတည်ဆုံးကုန်ပါတယ်။ရန်ကကာနယ်ကိုပါအပိသက်သက်ပစ်ဖို့ပြင်ဆင်တဲ့အချိန်မှာလင်းကတားမြစ်လိုက်ပြီးဒီကလည်းစားချေပွဲကသူမပိုင်နာလို့ရန်ကိုစိုက်ကြည့်ရင်းပြောခဲ့ပါတယ်။အဲ့ဒီစကားပြောနေတဲ့စက္ကန့်ပိုင်းအခွင့်အရေးကိုတုံးပြီးကာနယ်ကလင်းကိုဖမ်းဆီးကလူသားတိုင်းဖြစ်အတုံးချပြီးကတင်းပေါက်ကိုရိုက်ခွဲကမြင်းပေါ်တက်ပြီးထွက်ပြေးခဲ့ပါတယ်။လင်းကသူမရဲ့ခွန်အားရှိသမျှသုံးပြီးကာနယ်ရှိရာစီဓားမြောင်နဲ့လှမ်းပေါက်လိုက်တာကြောင့်မြင်းစီသမားထိမှန်လဲကျသွားခဲ့ပေမဲ့အနားကိုတွားကြည့်တဲ့အခါမှာတော့စိတ်ပြက်စရာကောင်းစွာပဲလဲကျနေသူဟာကာနယ်မဟုတ်ပဲအခြားလူတစ်ယောက်ကိုကာနယ်ကအတုံးချပြီးထွက်ပြေးသွားတာကိုသိလိုက်ရပါတယ်။ရန်ကလင်းကိုအခြေအနေတွေအားလုံးကပုံမဆိုးရွားသွားပြီဖြစ်ကြောင်းသူဓာတ်ထုတ်လိုက်တာကြောင့်ဆက်ဖြိုးခိုင်းကသူဘယ်မှာလဲဆိုတာသိသွားပြီဖြစ်လို့သူမျိုးကနေချက်ချင်းထွက်ခွာရတော့မယ်လို့သတိပေးခဲ့ပါတယ်။ဒါပေမဲ့ရုံကကာနယ်ဟာထွက်ပြေးလွတ်မြောက်သွားတာဖြစ်လို့နောက်တစ်ချိန်မှာဒီထက်ကြီးမားတဲ့လက်နက်ကင်တပ်ဖွဲ့နဲ့ပြန်လာမှတေချာကြောင်းရန်မရှိရင်ဒီမျိုးကလေးဟာရှင်တန်ဖို့လမ်းဆမရှိကြောင်းပြောပြီးတားမြစ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာမြို့ခံတယောက်ကလက်နက်တောင်ကောင်းကောင်းမရှိပဲတနက်ကင်လူသက်သမားတွေကိုဘယ်လိုတိုက်မလဲလို့မေးခွန်းထုတ်တဲ့အခါမှာတော့ဒီရက်သမားရုံရဲ့နောက်ွယ်ကလှုပ်ဝက်ချက်ကိုလူတိုင်းသိခွင့်ရလိုက်ပါတော့တယ်။ရုံကလူတိုင်းကိုသူ့ရဲ့ကွယ်လွန်သူဇနီးတဲ့ရဲ့ဂူပေးမှန်စီခေါ်သွားပြီးမြေအောက်ကိုတူးခိုင်းခဲ့ပါတယ်။အဲ့ဒီမြေအောက်ထဲမှာတော့လှုပ်ဝက်ဝက်ထားတဲ့တနက်တွေနဲ့ပောက်ကွဲစေတတ်တဲ့ဘုံလက်နက်ပစ္စည်းအမြောက်များကိုတွေ့ရှိခဲ့ကြပါတယ်။မကြခင်မှာပဲတမျိုးလုံးဟာစစ်ပွဲအတွက်အပြင်းထန်ပြင်ဆင်ကြပါတော့တယ်။အလားတူပဲရန်ကတော့လက်ထဲမှာဓာတ်ကိုကင်ဆောင်ရင်းအပြင်ဘက်မှာတိတ်တဆိတ်အစင်သစ်ဆောင်ဆိုင်နေခဲ့ပါတယ်။တန်နာရတဲ့ကသွေးစွန်းသောစစ်တလင်းနောက်တစ်နေ့မှာတော့ကာနယ်ဟာအင်အားတောင့်တင်းလာတဲ့လက်နက်ကင်အဖွဲ့အစည်းကြီးနဲ့အတူမျိုးစီကိုချီတက်လာခဲ့ပါတယ်။ဒါပေမဲ့သူတို့မျိုးတဲကိုခြေချလိုက်တာနဲ့တပြိုင်နက်ကင်းမျော်စင်ပေါ်ကယွန်ကဒိုင်းနမိုက်တောင်ကိုတနက်နဲ့လှမ်းပစ်ဖောက်လိုက်တာကြောင့်ပြင်းထန်လာတဲ့ပောက်ကွဲမှုကြီးဖြစ်သွားပြီးကာနယ်ရဲ့လူအချို့ချက်ချင်းတေဆုံးကုန်ပါတယ်။အဲ့ဒီနောက်ရန်ကလည်းစစ်တလင်းထဲမှာတစီတကောင်လိုလင်းမြန်ဆန်းပြားစွာလှုပ်ရှားရင်းရန်သူတွေကိုခုတ်ထစ်နှိမ်နှင်းပါတော့တယ်။တစ်ဖက်မှာလည်းယွန်ကမျော်စင်ပေါ်ကနေကာနယ်ရဲ့လူတွေကိုတယောက်ပြီးတယောက်လက်ဖြောင်စတိုင်ပစ်ခတ်နေတာကြောင့်ကာနယ်ကယွန်ကိုတတ်ဖို့တနက်သမားတွေကိုလွှတ်လိုက်ပါတယ်။ဒါပေမဲ့သူတို့မျော်စင်ပေါ်မရောက်ခင်မှာပဲယွန်ကကျိုးတစ်ချောင်းကိုတုံးပြီးအောက်ကိုဘေးကင်းစွာရှော့ဆင်းနိုင်ခဲ့တယ်လို့စက္ကန့်ပိုင်းကြာမှာတော့အဲ့ဒီမျော်စင်ကြီးတစ်ခုလုံးပောက်ကွဲသွားပြီးကာနယ်ရဲ့လူတွေထပ်မံတေဆုံးခဲ့ရပါတယ်။ဒီအခြေအနေဟာအလုံးစုံသောစစ်ပွဲကြီးတစ်ခုလိုဖြစ်နေပြီဆိုပေမဲ့အခြေအနေတွေကဒီထက်မကပိုမိုဆိုးရွားလာခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့လုံးဝမျောလင့်မထားတဲ့အချိန်မှာဆက်ဖြိုရဲ့ထိပ်သီးသားသမားတွေမျိုးတဲကိုရောက်ရှိလာလို့ပါပဲ။သူတို့ကိုမြင်လိုက်ရတာနဲ့မြို့ခံတွေကြားမှာထိတ်လန့်တုန်လှုပ်မှုတွေကူးစက်သွားခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီသားသမားတွေရဲ့အစင်တန်းဟာကာနယ်ရဲ့လူမိုက်ကိုင်းနဲ့လုံးဝနှိုင်းယှဉ်လို့မရအောင်အစွမ်းထက်လွန်းလို့ပါပဲ။ရန်ကလင်းကိုဧပြီကိုခေါ်ပြီးဘေးကင်းရာကိုပြေးဖို့ချက်ချင်းပြောလိုက်ပါတယ်။အဲ့ဒီနောက်အစ်စ်မှန်တိုက်ပွဲကြီးစတင်ပါတော့တယ်။ဆက်ဖြိုဓာတ်သမားတွေဟာလမ်းတစ်လျှောက်တွေးသမျှလူတွေကိုတပ်ဖြတ်ပြီးမြို့ထဲကိုစီးနှင်းဝင်ရောက်လာတယ်လို့ကာနယ်ရဲ့ကြံရှိနေတဲ့လူတွေကလည်းအရက်သားတွေကိုလှမ်းပစ်နေကြတာကြောင့်လမ်းမတွေပေါ်မှာရစရာမရှိအောင်ရုံရင်ဆန်းခတ်ဖြစ်ကုန်ပါတယ်။တစ်ချိန်တည်းမှာပဲဆက်ဖြိုဓာတ်သမားအချို့ကဧပြီကိုအမြင့်ပြတ်တက်ဖို့နောက်ကနေလိုက်လံအမဲလိုက်ကြပါတယ်။ဒါကိုမြင်တဲ့ရန်ကလင်းနဲ့ဧပြီကိုကာကွယ်ဖို့အတွက်မိမိရဲ့ခိုင်းသားတွေကိုထိတ်တိုက်ရင်ဆိုင်ပြီးတယောက်ပြီးတယောက်အပိုင်းပိုင်းဖြတ်တောက်နှိမ်နှင်းပစ်ခဲ့ပါတယ်။မိမိတို့လူမျိုးစုအပေါ်ဒီလိုတစ္ဆာဖောက်ဖျက်တဲ့ရန်ကိုမြင်ရတာဟာဆက်ဖြိုဂိုင်းချုပ်ကြီးကိုအလွန်မင်းဒေါသထွက်စေခဲ့ပါတယ်။ရန်လင်းနဲ့ဧပြီတို့ဟာထွက်ပြေးလွတ်မြောက်ဖို့မျှော်လင့်ချက်နဲ့အနီးအနားကအိမ်တအိမ်ထဲမှာဝင်ရောက်ပုံအောင်ခဲ့ကြပေမဲ့ဆက်ဖြိုဓာတ်သမားတွေကအိမ်တကားကိုရိုက်ခွဲပြီးအထက်ထိလိုက်လံတိုက်ခိုက်ကြပါတယ်။လင်းကဧပြီကိုယွန်ရဲ့လက်ထဲကိုအမြန်လွှဲပြောင်းပေးလိုက်ပြီးနောက်သူမကိုယ်တိုင်လည်းဓာတ်တစ်ချောင်းကိုကောက်ကင်ကရန်ရဲ့အနားမှာဝင်ရောက်တိုက်ပွဲဝင်ခဲ့ပါတယ်။သူတို့နှစ်ယောက်ပူးပေါင်းပြီးဓာတ်သမားတွေကိုတိုက်ခိုက်ရင်အပြင်ဘက်ကိုရုံထွက်နိုင်ခဲ့ပေမဲ့အပြင်ရောက်တဲ့အခါမှာတော့ဒဏ်ရာအပြင်းထန်ရထားတဲ့ယွန်ကိုပဲတွေ့လိုက်ရပါတော့တယ်။ယွန်ကသူ့ရဲ့နောက်ဆုံးထွက်သက်မှာကာနယ်ကဧပြီကိုပြန်ပေးဆွဲပြီးခေါ်သွားပြီးဖြစ်ကြောင်းပြောကြားရင်းတေဆုံးသွားခဲ့ပါတယ်။စတိန်ကန်နဲ့အဆုံးမရှိသောတိုက်ပွဲတစ်ဖက်မှာလည်းကာနယ်ဟာအခြားဆောက်အုံတစ်ခုထဲမှာဧပြီကိုဓာတ်ဆခံလုပ်ပြီးအပြင်ဘက်မှာလက်နက်ကင်အဆောင်ချက်အမြောက်များနဲ့တင်းကျပ်စွာပိတ်ဆို့ထားပါတယ်။တိတ်မကြခင်မှာပဲအဲ့ဒီနေရာကိုအရင်ဆုံးရောက်လာတာကတော့ဆက်ဖြိုဓာတ်သမားတွေပါပဲ
ဒါပေမဲ့သူတို့အနားကိုချင်းကပ်လိုက်တာနဲ့ကာနယ်ရဲ့လူတွေကဆက်တနက်တွေနဲ့အဆက်မပြတ်ပစ်ခတ်ချေမှုန်းလိုက်တာကြောင့်ဓာတ်သမားတွေချက်ချင်းသေဆုံးကုန်ပါတယ်။အဲ့ဒီနောက်မှာတော့အဆောက်အုံတွင်းကမီးတွေရုတ်တရက်အကုန်မောင်းသွားခဲ့ပါတယ်။အမောင်ထုထဲမှာကာနယ်ရဲ့အဆောက်တွေတယောက်ပြီးတယောက်လဲကျကုန်ပါတယ်။ရန်ဟာအဆောက်အုံထဲကိုရောက်ရှိလာခဲ့ပါပြီ။ဟာအရေးတွေကြားထဲမှာတိတ်တဆိတ်လှုပ်ရှားရင်းဧပြီရှိရာအခန်းစီမရောက်မချင်းကြားကခံနေတဲ့လူအလုံးကိုရှင်းလင်းပစ်ခဲ့ပါတယ်။အခန်းထဲမှာတော့ကာနယ်ဟာဧပြီကိုဖမ်းဆီးထားပြီးတနက်နဲ့တက်ချိန်ရွေးထားပါတယ်။ကာနယ်ကတနက်ပစ်လိုက်ပေမဲ့ရန်ကတော့အမခန်းလင်မြန်လာတဲ့နှုံးနဲ့ဓာတ်ကိုတုံးပြီးကြီးစံကိုလေထဲမှာတင်အပိုင်းပိုင်းဖြတ်တောက်ပစ်လိုက်ကကာနယ်ရဲ့လက်ထဲကနေဧပြီကိုကယ်တင်နိုင်ခဲ့ပါတယ်။ကလေးကိုကယ်တင်ပြီးနောက်ရန်ကနောက်ကိုဆုပ်ပေးလိုက်ပြီးလင်းအတွက်နှစ်ပေါင်း16နှစ်တိုင်တိုင်စောင့်ဆိုင်းခဲ့ရတဲ့ကလေးစားချေခွင့်အခွင့်အရေးကိုလွှဲပြောင်းပေးလိုက်ပါတယ်။လင်းနဲ့ကာနယ်တို့ကြားမှာပြင်းထန်လာတဲ့တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပါတယ်။အစပိုင်းမှာလင်းကကာနယ်ကိုဒဏ်ရာအပြင်းထန်ပေးနိုင်ခဲ့ပြီးကျမ်းပြင်ပေါ်လဲကျသွားစေခဲ့ပါတယ်။နောက်ဆုံးမှာတော့ဘဝရဲ့ထက်ဝက်နီးပါးခံစားခဲ့ရတဲ့နာကျင်မှုတွေအတွက်မိမိရဲ့မိသားစုကိုတတ်ခဲ့တဲ့လူသက်သမားကိုသူမကိုယ်တိုင်လက်နဲ့အပိသက်တက်ဖြစ်နိုင်ခဲ့ပါတော့တယ်။ဒါပေမဲ့ဇလန်ကဒီတင်ပြီးမသွားသေးပါဘူး။ဘာဖြစ်လို့လဲဆိုတော့ရန်နဲ့လင်းတို့အခန်းထဲကထွက်လာတဲ့အချိန်မှာဇက်ကီလ်ရဲ့ဂိုင်းချုပ်ကြီးကသူတို့ကိုအစင်သင်းစောင့်ကြိုနေလို့ပါပဲ။ဂိုင်းချုပ်ကရန်ကိုဒီပြဿနာကိုအဆုံးသတ်ဖို့လမ်းစာတစ်ခုပဲရှိကြောင်းအဲ့ဒါကတော့ရန်သူဂိုင်းချုပ်ရဲ့သမီးဖြစ်တဲ့ဧပြီကိုရန်ကိုယ်တိုင်တက်ပစ်ဖို့ပဲဖြစ်ကြောင်းပြောပါတယ်။ဒါပေမဲ့ရန်ကညှင်းဆန်ခဲ့ပြီးမိမိရဲ့ဂိုင်းချုပ်ကိုပြန်လဲတော်လှန်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ဒီရုပ်ရှင်တကားလုံးမှာအကောင်းဆုံးနဲ့အလန်းဆုံးလို့ပြောလို့ရမယ့်ဓာတ်ကုတ်ပွဲကြီးဖြစ်ပွားပါတော့တယ်။ကမ္ဘာအကောင်ဆုံးဓာတ်သမား2ယောက်ဟာလင်မြန်ပြင်းထန်လာတဲ့နှုံနဲ့အပြန်အလှန်စီးချင်းထိုးကြပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့ရန်ကဂိုင်းချုပ်ကိုအသာစီးရသွားပြီးနောက်ဆုံးဓာတ်ချက်တစ်ခုနဲ့အတူဂိုင်းချုပ်ကြီးကိုအပြတ်သက်အနိုင်ယူလိုက်နိုင်ပါတော့တယ်။တေခါနီးမှာဇက်ကီလ်ဂိုင်းချုပ်ကရန်ကိုနောက်ဆုံးသတိပေးချက်တစ်ခုပေးခဲ့ပါတယ်။အဲ့ဒါကတော့ရန်အနေနဲ့ကလေးမလေးကိုဘယ်နေရာကိုပဲခေါ်သွားကြံရှိနေတဲ့ဇက်ကီလ်ဓာတ်သမားတွေကတော့သူမကိုတစ်သက်လုံးအမဲလိုက်ရှာဖွေနေကြအောင်မှာပဲဖြစ်ကြောင်းပြောကြားရင်းတေဆုံးသွားခဲ့ပါတယ်။တိုက်ပွဲအပြီးမှာတော့ရန်ဟာဧပြီကိုရင်ခွင်ထဲမှာဘေးကင်းစွာပွေးပိုက်ထားတဲ့လင်းစီကိုရှောက်လန်းလာခဲ့ပါတယ်။ရန်ကလင်းကိုဧပြီကိုတေးသေးချာချာစောင့်ရှောက်ပေးဖို့တောင်းဆိုခဲ့ပြီးသူကိုယ်တိုင်ကတော့ဒီနေရာကနေအပြီးအပိုင်ထွက်ခွာတော့မယ့်အကြောင်းပြောပါတယ်။သူကဇက်ကီလ်ဓာတ်သမားတွေဟာသူ့ရဲ့ဓာတ်တံကိုကြားယုံနေတင်လိုက်လံစုံစမ်းနိုင်တာဖြစ်လို့သူသာလင်းတို့နဲ့ဝေးရမှာနေထိုင်မယ်ဆိုရင်လင်းနဲ့ဧပြီတို့ဟာငင်းချမ်းတဲ့လူနေမှုဘဝကိုပိုင်ဆိုင်နိုင်လိမ့်မယ်လို့ရှင်းပြခဲ့ပါတယ်။စကားတွေအများကြီးမပြောတော့ဘဲရန်ဟာတယောက်တည်းဝေးလံရစီကိုချိုးခိုင်းထွက်ခွာသွားခဲ့ပါတော့တယ်။လအနေငယ်ကြာပြီးနောက်မှာတော့ရန်ဟာလူသူအရောက်ပေါက်နေပြီးအလွန်အမင်းအေးဆက်လာတဲ့စီးနှင်းတွေဖုံးလွှမ်းနေတဲ့အရက်ဒေသတစ်ခုမှာတိတ်တဆိတ်နေထိုင်နေတာကိုမြင်တွေ့ရပါတယ်။ဇက်သိန်းကန်းမှာတော့သူ့ကိုတတ်ဖို့အတွက်ဇက်ကီလ်ဓာတ်သမားအမြောက်များထပ်မံရောက်ရှိလာကြပါတယ်။ရန်ဟာသူ့ရဲ့ဓာတ်ကိုဓာတ်အိမ်ထဲကနေဖြည်းဖြည်းချင်းထပ်မံထုတ်ယူလိုက်ပြီးပြီးဆုံးခြင်းမရှိနိုင်တော့မဲ့တိုက်ပွဲတစ်ခုအတွက်အစင်သင့်ပြင်ဆင်လိုက်ပါတော့တယ်။အဲ့ဒီလိုအေးဆက်ပြီးရင်းနှင်းစရာကောင်းလာတဲ့ပုံရိပ်နဲ့အတူအလွန်ကောင်းမွန်လာတဲ့ဒီရုပ်ရှင်စကားကြီးဟာပြီးဆုံးခြင်းသို့ရောက်ရှိသွားခဲ့ပါတော့တယ်။